တွေ့နေတဲ့စကလုံးတွေကိုဖမ်းရန်တမ်းပြီးမှစိတ်ထဲမဖြန့်ကြည့်ဖမ်းမမိခဲ့တာတွေကိုတော့လွမ်းသူတို့ပြန်တန်းသွားတဲ့ဝေးကိုလှမ်းကြည့်ရင်စလွမ်းမိပင်ပန်းခြင်းမရှိစီးမြော့ကြည်လင်းနေသောရေပြင်ကြောက်စရခဲလေးတွေကိုမြင်နေရအလှအပငင်းမိနေပြီးဘဝအလေးလံတွေခဏချစကလုံးများရေရွတ်ပြောဆိုဝိညာဉ်ဝင်နှောလို့ဒေါတို့မောတို့မထွက်အပြုံးမပြတ်ဒိနေစီခြေလန်းလျက်အုံနောက်အခန်းတွေတန့်ရင်ဘတ်တက်ပြောစရာတွေစတဲ့ငါမြင်နေတဲ့ငါရလန့်ရှိမရွှင်လမ်းစပွဲဘာလီဖြောရည်တစ်ခွက်ဝဲရေခဲထဲ့ရင်ဝဲအေးမြလမ်းဆန်းနေငုတ်တုတ်ထိုင်လိုက်ရင်တပုတ်တော့ပိုင်းစိတ်ကူးတဲ့မျောကြည့်တော့ကာယံသီးတွေအခါလိုက်ဒါပေမဲ့ငါမကူးခဲ့ဆရွက်ပေါ်ပဲဘူးဆွဲပကြီးစုပ်တန်တော့ငါအတန်ကိုလှုပ်ရှားဘလို့ဖွဲ့နေ့တိုင်းငါလမ်းလျှောက်နေငါချက်တော့ထောက်ရင်စီးချက်အနာတဲကရစ်တာငါစိတ်ထဲမှာပက်တင်ပြန်ငါအုံနောက်ထဲမှာစကလုံးတွေဖြစ်ပေါ်နေစိတ်နဲ့ထဲမှာတဆင့်နှုတ်ဖျားသူရောက်ခါရွတ်ဆိုစေတစ်ဖက်ရည်ဆိုင်ငါဖွေးကြီးကငါပလင်ဒီနွေးချမ်းလိုကြီးဖန်းရှင်းတဲ့ဘဝအမြင်ဆိုင်ထဲမှာထိုင်ဆိုင်ပြင်ဘက်ကိုလမ်းငယ်ထိုးတော့ငါစိတ်တွင်းကိုဝင်ပြီးစီစဉ်ချစရာတဲ့ဖန်းတွေ့ဖြည်းဖြည်းပဲရင်းနေဖြစ်တယ်ငါအခုရွေ့နေတဲ့တင်းဒီကိုငင်းနေရင်းနဲ့ကွာရောဆက်နေခဲ့အတွေးတဲကအမဲမျိုးမျိုးလေတဲကတိန်ဆိုင်တစဘဲတို့တို့တင်းဒီကိုလမ်းကြီး